Chapter 9, Example 9.2. The area of each plate or a parallel plate capacitor is 1 meter square. Capacitor တစ်လုံးမှာရှိတဲ့ plate ပြတစ်ခုရဲ့ area ဒီ 1 meter square ဖြစ်တယ်အဲ့တော့ area ပြောထားတာဖြစ်တဲ့ကြောင့်မို့ဒါဒီဗတ်တန်ဖိုးပေးထားအောင်ဆို a တန်ဖိုးကိုပေးထားတယ် The distance between two plate is 1 millimeter. plate ပြနှစ်ခုကြားအကွာအဝေးဒီ 1 millimeter လို့ပြောထားတယ် distance လို့ပြောထားတာဖြစ်တဲ့ကြောင့်မို့ဒါဒီတန်ဖိုးပေးထားအောင်ဆို d တန်ဖိုးပေးထားတယ်Is the potential difference between the plate is 120 volt. Plate ပြနှစ်ခုကြားဘိုးအားချနာခြင်းဒီ120 volt အဲ့တော့ potential difference လို့ပြောထားတာဖြစ်တဲ့ကြောင့်ဒါဒီ V တန်ဖိုးပေးထားတယ် The dielectric constant or the material answer between them is 3 အဲ့တော့ dielectric constant ဒါ dielectric constant ဆိုတာလျှက်ကန်ကိန်းတွေတန်ဖိုးကပါတန်ဖိုးကိုပေးထားတယ်နံပါတ်1ကဘာကိုမေးရလဲဆိုတော့ the capacitance or the parallel plate capacitor တစ်လုံးမှာရှိတဲ့လျှက်တူတတ်တိစီတန်ဖိုးကိုမေးတယ် the magnitude or the charge on a plate ပြတစ်ခုစီမှာရှိတဲ့ချက်ပမာဏဒါဗတန်ဖိုးမေးအောင်ဆိုချက်ဆိုတော့ကျူကိုမေးတယ် the electric field energy between the plate ပြနှစ်ခုကြားမှာဖြစ်ပေါ်နေတဲ့ electric field energy လျှက်စစ်စက်ကွင်းပြင်းအားဆိုတော့ဒါဒီ electric field energy ဆိုရင်ဒါက E ကိုမေးတယ်เนาะအဲ့တော့ area တန်ဖိုးပေးထားတယ်ဒီတန်ဖိုးဒီမီလီမီတာနဲ့ပေးထားတာဖြစ်တဲ့ကြောင့်မို့လို့မီတာကိုပြောင်းရမယ်မီလီမီတာကနေမီတာကိုပြောင်းရင်လည်းဆိုရင်10 power -3 နဲ့မြောက်ပေးရမယ်ကပါတန်ဖိုးပေးထားတယ်အစလုံးတော့တန်ဖိုးကတော့ကိုပါနဲ့ကိုတည်ထားရပါမယ်နံပါတ်1က C ကိုမေးတယ် C ကိုလိုချင်နေဆိုရင်ကပါအစလုံးတော့ A/T မှာတန်ဖိုးတွေကိုအစားထိုးလိုက်တယ်တန်ဖိုးတွေကိုအစားထိုးလိုက်တော့ကယ်ကူလီတာနေလိုက်ရင်ဒီတန်ဖိုးရပါတယ်ဒါပေမဲ့စာအုပ်ထဲနဲ့တူချင်နေဆိုရင်တော့ဒီမှာရှိတဲ့တတမကိုဒီညာဘက်ကိုတနေရာရွှေ့လိုက်တယ်เนาะညာဘက်ကိုတနေရာရွှေ့ရင်ဘာထွက်လာမှာတော့ဆိုတော့10 power -1 ထွက်လာမယ်10 power -1 ရယ်-8ရယ်ဆိုတော့-9ဖြစ်တော့မယ်တတမကတော့ဒီနေရာကိုရောက်တော့မယ်ပေါ့အဲ့တော့ Q ကိုလိုချင်တယ် Q = CV အဲ့တော့ကယ်ကူလီတာနေလိုက်ရင်ဒီတန်ဖိုးရပါမယ်အဲ့တော့10 power -6 နေရာမှာ micro ကိုထည့်လိုက်တယ်ပြီးရင် number 3ကတော့ E ကိုမေးတယ်electric field energy ကိုမေးတယ် E = V/T ခဏစထုတ်ပြီးတော့မှရှင်းလိုက်ရင်ဒီတန်ဖိုးရပါမယ်